ကျွန်တော်အခုစပြီးတော့မိတ်ဆက်ပေးသွားမယ်သင်ခန်းစာကတော့ PLC နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းတဲ့သူတွေအတွက်ကုန်ကျစရိတ်တက်တောင့်တက်တာနဲ့အခြေခံကနေစပြီး advanced level ထိလေ့လာနိုင်မဲ့ဒီ Mitsubishi PLC ကိုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ Mitsubishi နဲ့ပတ်သက်ပြီးတော့လေ့လာတော့မယ်ဆိုရင်အခုဒီထဲမှာဘာတွေပါမှာလဲဆိုတော့ digital input နဲ့ output ဘိုင်းတွေကျွန်တော်တို့ပါမယ်ဟုတ်လားပြီးတော့နောက်တစ်ခုကတော့ဒီ PLC နဲ့ပတ်သက်ပြီးတော့မဖြစ်မနေအသုံးပြုနေတဲ့ဒီ PLC စံစာတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီသင်ခန်းစာမှာပါမယ်နောက်တစ်ခုကတော့ဘာတွေပါအောင်မှာလဲဆိုရင် stepper motor တွေကို control လုပ်တဲ့ဥစ္စာတွေရဲ့ servo motor တွေကို control လုပ်တဲ့သင်ခန်းစာတွေပါမယ်ဟုတ်ပြီနော်ပြီးရင်တော့ encoder တွေကျွန်တော်တို့ပါမယ်ဟုတ်ပြီနော် encoder အကြောင်းအရာတွေပါမယ်အဲ့ဒါတွေနဲ့ဆက်ပြီးတော့ encoder နဲ့ stepper နဲ့တွဲပြီးတော့ဒီ PID ကျွန်းနှင်းလုပ်တဲ့သင်ခန်းစာတွေပေါ့နော်ကျွန်တော်တို့ဒီလိုချင်တဲ့ target တစ်ခုကိုတိတိကျကျကျွန်တော်တို့ဘယ်လို control လုပ်မလဲဆိုတဲ့ဥစ္စာမျိုးတွေဒါမျိုးတွေပါမယ်နောက်တစ်ခုကတော့ဘာတွေပါမှာလဲဆိုတော့ analog input နဲ့ output အကြောင်းတွေပါမယ် analog input output ဘိုင်းမှာဆိုရင်ဟလာဒီ sensor တွေရဲ့ value တွေကိုဖတ်တာမျိုးတွေပါမယ်နောက်တစ်ခုကတော့ဒီ sensor တွေကရလာတဲ့ value တွေပေါ်မူတည်ပြီးတော့မှ VFD တွေကိုကျွန်တော်တို့ control လုပ်တဲ့အပိုင်းတွေပါမယ်နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုတော့ဒီ PLC နဲ့ပတ်သက်ပြီးတော့မပြစ်မနေလဲသိထားတဲ့နဲ့ဒါတွေကတက်တက်ဝုံဝုံလေးလဲလေ့လာထားဖို့လိုတယ်အချိန်တွေအများကြီးပေးပြီးတော့လဲလေ့လာရမယ်သင်ခန်းစာတစ်ခုဖြစ်တဲ့ဒီ Modbus Protocol နဲ့ပတ်သက်ပြီးတော့လဲဒီသင်ခန်းစာမှာကျွန်တော်ထည့်သွင်းပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုဒီ Mitsubishi နဲ့ပတ်သက်ပြီးတော့ဒီ PLC course ကိုကလေ့လာမယ်ဆိုရင်အခြေခံကနေစပြီးတော့ advanced level ထိကိုကတက်မြောက်သွားမှာဖြစ်ပါတယ်အဲ့တော့ online သင်တန်းဖြစ်တဲ့အတွက် online သင်ခန်းစာတွေဖြစ်တဲ့အတွက်ကိုယ်တိုင်မလုပ်ရင်တော့အစစ်မပြေပါဘူးကိုတိုင်စူးစူးစိုက်စိုက်နဲ့လေ့လာပြီးတော့လုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီအချိန်ရက်ပိုင်းလပိုင်းအတွင်းလေးမှာဒါထိထိရောက်ရောက်လေးနဲ့တက်မြောက်သွားမယ်သင်ခန်းစာဖြစ်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ဘာလဲဆိုတော့ PLC နဲ့ပတ်သက်ပြီးတဲ့အခါမှာကျွန်တော်ဒီစက်ရုံတွေမှာအဓိကဖြစ်သုံးနေတာက Siemens Data ဒီ Mitsubishi ပေါ့နော်အဲ့တော့ကိုကဒီ Mitsubishi ကိုနားလည်ထားမယ်ဆိုရင်တခြားသော PLC brand တွေဖြစ်တဲ့ Siemens နဲ့ Data ကိုလည်းကိုလေ့လာမယ်ဆိုရင်ဟလာအရင်ခက်ခက်မလေ့လာတော့ဘဲနဲ့ဟိုမြန်ဆန်ထိထိရောက်ရောက်လေးကျွန်တော်လေ့လာနိုင်လိမ့်မယ်ဟုတ်ပြီနော် Mitsubishi ကိုတက်လို့ဒီ Siemens နဲ့ Data ကိုလောက်တက်လိမ့်မယ်လို့တော့ပြောလို့မရဘူးဟုတ်ပြီနော် PLC ရဲ့သဘောတဘာဝတွေ PLC ရဲ့လုပ်ပုံကိုင်ပုံတွေဟလာသဘောတဘာဝတွေကတော့တူတယ်သို့တော်လည်းပဲဘာတွေကကွဲနေလဲဆိုတော့ဒီ PLC ကို program တွေကိုကျွန်တော်ရေးတဲ့အခါမှာအသုံးပြုတဲ့ဒီ IDE software တွေပေါ့နော်ဒီကျွန်တော်တို့ editor တွေပေါ့နော်ပြောချင်တာကျွန်တော် program ဖန်တီးမဲ့ program ရေးမဲ့ software တွေရဲ့သဘောတဘာဝတွေနဲ့ရေးတဲ့စကားလုံးတွေ instruction တွေကမတူတဲ့အတွက်ကျွန်တော်ပြန်ပြီးတော့မဖြစ်မနေပြန်ပြောင်းပြီးလေ့လာရတာမျိုးတွေရှိတယ်ဒါတက်လို့တော့တခြားဥစ္စာကိုတက်သွားမယ်လို့တော့ပြောလို့မရဘူးဟုတ်ပြီနော်ဒါပေမဲ့တခြားဥစ္စာကိုလေ့လာတဲ့အခါမှာပို့ပြီးတော့လွယ်မယ်ပို့ပြီးတော့မြန်ဆန်ဖြစ်မယ်ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီဒီသင်ခန်းစာလေးဒီအခုကျွန်တော်ဒီ Mitsubishi PLC course နဲ့ပတ်သက်ပြီးတော့အဲ့ထဲမှာပါမယ့်အကြောင်းအရာလေးတွေကိုဒါမိတ်ဆက်ပေးတဲ့သင်ခန်းစာဖြစ်ပါတယ်နောက်သင်ခန်းစာကြရင်တော့ဒီ Mitsubishi PLC ကိုလေ့လာမယ်ဆိုရင်လိုအပ်မဲ့ပစ္စည်းလေးတွေနဲ့ကုန်ကျစရိတ်လေးတွေကိုကျွန်တော်အကြမ်းမြင်ပြောပြသွားပါမယ်အဲ့တော့ဝယ်မယ်ဆိုလဲအဲ့ထဲဟာတွေအကုန်လုံးဝယ်ရမယ်တော့မဟုတ်ဘူးမဖြစ်မနေဝယ်ရမယ်ဟာလေးတွေကိုလည်းကျွန်တော်ပြောပြသွားပါမယ်အဲ့တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်